မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ18ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာဒါကျွန်တော်အားရစရာအကြောင်းအရာရှိတယ်ဗောနော်အဲ့ဒါကဒါကျွန်တော်ဒီရုပ်သံမှတ်တမ်းထွက်လာတဲ့ဟာကိုကျွန်တော်ပြန်ပြောမှာဗောနော်ပြန်ပြောမယ်အဓိကတော့အဲ့ရုပ်သံမှတ်တမ်းကနေပြီးထူးထူးခြားခြားကျွန်တော်သိရတဲ့ဟာတွေအားတက်စရာအကြောင်းအရာအများကြီးပါတယ်ဗောနော်ပြီးရင်ထိုင်းကဒါကမ္ဘောဒီးယားနဲ့ပတ်သက်လို့ဗောနော်နောက်ထပ်ဒါသူတောင်းဆိုလိုက်တဲ့ဟာတစ်ခုရှိတယ်ဗောနော်ပြောဆိုလိုက်တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါလည်းကျွန်တော်ပြောကြမယ်ဗောနော်ပြီးရင်အခြားအကြောင်းအရာတွေလည်းပါမယ်ဗောနော်အဲ့တော့ဒါ review မြို့နယ်က review မြို့မော်တိဗောနော်ဒါဒေါ်လာတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေဝင်ရောက်ပြီးတော့စစ်ကောင်စီရဲ့အတူရောက်ရွေးကောက်ပွဲကိုဗောနော်ဆန့်ကျင်ဓာတ်စီးတဲ့ဖြစ်စဉ်အဲ့ဥစ္စာအရမ်းမိုက်ပါတယ်အဲ့ဒီတပ်ဖွဲ့တွေကဗောနော်ဒီရုပ်တံတိုက်ပွဲမတက်ခင်မှာနဲ့ကဒီသတင်းထုတ်ပြန်ခဲ့တဲ့ချိန်မှာအားလုံးကအားပါတရားရှိကြတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီလုံးမဲ့အတူရောက်ရွေးကောက်ပွဲလုံနိုင်ခြင်းရှိပါတယ်ဆိုတော့ဒီကော်မရှင်ရုံးနေထွေအုပ်တွေဘာညာတွေအကုန်လုံးဝင်ပြီးတော့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ချင်းနေတိုက်ခိုက်တယ်တိုက်ခိုက်ပြီးတာနဲ့ဒါဖျက်ဆီးပြတယ်ဟုတ်နော်ဖျက်ဆီးပြတယ်ဒါစန့်ကျင်တယ်ဗောဗျာအဓိကတော့သူတို့ရဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်တာမဟုတ်ဘူးမတရားတဲ့ရွေးကောက်ပွဲဖြစ်နေလို့စန့်ကျင်ကြတာပြည်သူတွေရဲ့ဆန္ဒအတိုင်းလှုပ်ဆောင်နေတာဖြစ်တယ်ဗောနော်ပြည်သူတွေကတော့ဒါလက်နက်မရှိတဲ့အတွက်ဗောနော်ဒါသူတို့ဒါဖိနေသမျှခံနေရတာဗောဗျာအခုဒါတော်လိုင်းတပ်ဖွဲ့တွေကတော့မင်းလက်နက်ငါလက်နက်ဆိုတဲ့အခြေအနေမျိုးနဲ့ဆိုတော့မျိုးပေါ်ထိဝင်ကျုံးလိုက်တာဗောနော်အဲ့တော့ဒါကနဦးသတင်းမှလည်းကကျွန်တော်တို့ကစိတ်ဝင်စားနေကြတာမျှော်နေကြတာဗောနော်ဒါအခုတော့ဆန္ဒတွေပြည့်သွားပြီစစ်ကောင်စီဘက်ကဒါနဲ့ပတ်သက်လို့ညင်းဆိုတာတွေရှိတယ်ဗျာမင်းတို့ကောင်တွေတက်လာရဲ့ဒါသူတို့ဘက်ကတော့ပြောနေကြစကားပါပဲဘာကြောင့်လဲဆိုတော့တခုခုဖြစ်ပြီးဟေးဆိုတဲ့အတိုင်းမှာသူတို့ကအမြဲတမ်းညင်းဆိုတယ်အဲ့တော့ညင်းဆိုတာနဲ့ပတ်သက်လို့တခုပြောအောင်မယ်အဲ့ဒါပါလဲဆိုတော့ဒီမြောက်ဦးပြည်သူစေယုံကြီးအဲ့စေယုံကြီးကိုဘုံကျဲတိုက်ခိုက်တဲ့ချိန်မှာပေါ့နော်အဲ့ဒီမှာဒါတေဝါပါကြီးဆိုပြီးတော့သူကဒီအာခတ်တော်အေးစစ်သားတွေရဲ့ပုံတွေပေါ့နော်အဲ့ပုံတွေနဲ့ဝါရဖြန့်ခဲ့တာရှိတယ်အဲ့ဒါကတကယ်ကျွန်တော်တို့အဲ့ဒီမြောက်ဦးစေယုံကြီးအကြောင်းပြောကြတဲ့ချိန်မှာစစ်ကောင်စီကဒါနဲ့ပတ်သက်လို့ဆရာဆွေးမှုကျူးလွန်တာပါလို့ပြောကြတဲ့ post တိုင်းဗီဒီယိုတိုင်းရဲ့အောက်မှာပေါ့နော်အဲ့တပ်ပုံတွေလာမှန်းကြအခုထိရှိသေးတယ်အကောင့်နဲ့အဲ့ဥစ္စာကိုပေါ့နော်အခုဆိုရင်ဒါအာခတ်တော်အေးဘက်ကဒီစစ်သားတွေကအကုန်လုံးလူလုံးထွက်ပြတယ်ငါတို့မသိသေးပါဘူးခွာဆိုပြီးအဲ့ဒါတော်တော်စားတယ်ပေါ့နော်စစ်ကောင်စီပြောင်းလိမ်ပြောင်းစားဆိုတဲ့ဟာပေါ့နော်ပြောချင်တာစစ်ကောင်စီကကိစ္စတစ်ခုခုဖြစ်ပြီးဆိုတိုင်းမှာသူတို့အထိနာတာပဲဖြစ်ဖြစ်သူတို့ရဲ့ဒါမတရားမှုလုပ်ရက်တွေပေါ်သွားမှဆိုးတာပဲဖြစ်ဖြစ်သူကအမြဲတမ်းလိန်ညာတယ်အမြဲတမ်းဖုံးကွယ်တယ်မဟုတ်မမှန်သတင်းတွေထုတ်ပေါ်တယ်အခုစစ်ကောင်စီဘာလဲဆိုတာထပ်ပြီးတော့သိသွားတယ်တကယ်အခါတော့အေဘက်ကပေါ့နော်ဒါသူ့ရဲ့ဒါစစ်သားတွေအားစားအဲ့လိုပုံစံမျိုးပေါ့နော်ပြန်ပြီးတော့ထုတ်ပေါ်တာတော်တော်စားရတယ်ပေါ့နော်အခုလည်းဒီ review ဖြစ်စဉ်နဲ့ပတ်သက်လို့သူတို့ဘက်ကညင်းကြတယ်ပေါ့နော်မင်းတို့တွေမြို့ပေါ်ကတ်ဖို့နေနေသားသားပေါ့နော်မြို့နားတော်မှမလာရဲတဲ့ကောင်တွေဘာညာနဲ့ဟိုရုပ်သံဖိုင်နဲ့တက်ချလာပြီးရောမြို့ပေါ်ကိုလုံးဝသိရတဲ့အတိုင်း uniform လက်နက်အပြည့်စုံနဲ့တက်လာတဲ့ပုံစံကိုမိုက်တယ်ပေါ့နော်တကယ်အားရစရာကောင်းတယ်အဲ့ပေါ်မှာပြည်သူတွေလည်းရှိတယ်ငါအဖွဲ့တွေတွာလာနေတဲ့ကြားထဲမှာပြည်သူတွေလည်းတွားနေကြပဲဆိုင်ကယ်ပါနဲ့ဟိုးနေပါ TV တွားနေကြဒါပေမဲ့လုံးဝအန်ရမပေးဘူးဘာမှအဲ့လိုမျိုးဗျာတားဆီးတာမျိုးပိတ်ပင်တာမျိုးဘာမှမရှိဘူးဗျာတိုက်ပွဲပေါ်ဆောင်မဲ့နေရာကိုပဲတန်းတန်းမတ်မတ်တွားတယ်ဒီလိုသွားတဲ့အချိန်မှာပြည်သူတွေကလည်းလုံးဝအေးအေးဆေးဆေးပဲသူ့လုံးနေကြအားလုံးကခွဲခြားတတ်မှတ်ထားတယ်ဗာလဲဆိုလုံးလိုက်မယ်ငါတို့ကပြည်သူလုံးမယ်ဆိုပြီးတော့သွားကြတယ်ဗောနော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ပြီးတော့ကျတော့ဒါ AI အကြောင်းနဲ့ဗောနော်ဒါဝင်စီးတယ်ဖြန့်ပြီးတော့ဝင်စီးတယ်တနေရာတဲကိုစုပြီးဝင်တာမျိုးမဟုတ်ဘဲနဲ့အကုန်လုံးဖြန့်ပြီးတော့ဝင်တဲ့ပုံစံမျိုးဒါကတော့ရှုထောင့်ဘောင်းဆောင်ကနေပြီးတော့မပါနိုင်ဘူးပေါ့လေနော်ဒါရိုက်ပြသလောက်လေးပဲကျွန်တော်တို့ကမြင်ရတာတကယ်တမ်းကအဖွဲ့တွေအများကြီးကဒါနေရာဘောင်းဆောင်ကိုဒါအချိန်တပြိုင်တည်းပေါ့နော်ဝင်စီးခဲ့တာဖြစ်တယ်ဝင်စီးတဲ့အချိန်မှာပေါ့နော်အဲ့မှာအရက်ဝင်းနဲ့တယောက်ဝင်ချင်းလမ်းမလေးမှာအရက်ဝင်းနဲ့တယောက်ရှိတယ်အဲ့မှာပြေးထွက်လာပေါ့နော်ပြေးထွက်လာတဲ့အချိန်မှာတကယ်တမ်းစစ်ကောင်စီနဲ့မတူတဲ့ဟာကိုပြောပြတာပါအဲ့လိုပြေးထွက်လာတဲ့သူကိုပေါ့နော်ဘာပြောလဲဆိုတော့ဒါထွက်လမ်းပေါ်ထွက်ဆိုပြီးတော့ဒါဒီလိုပုံစံမျိုးရဲ့သူတို့လှုပ်ပြီးသူတို့ပြန်လှုပ်တာလည်းဖြစ်မှာအခုကဒါသူတို့ကြမ်းကိုင်ပါတီကဟာမဟုတ်ဘူးကိုကြီးစီကဆိုတော့သူတို့ကသာသူတို့လူနဲ့လှုပ်ပြီးတော့ပေါ့နော်ပြန်ဖမ်းပြီးတော့ပြန်ပြီးဟိုကဖြစ်တာလည်းဖြစ်မှာဒီကောင်တွေကမလွယ်ဘူးတကယ်လှုပ်တတ်တယ်ဒီဖြစ်စဉ်ကစစ်ကောင်စီလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူကမလိုလားဘူးဆိုတဲ့အကြောင်းဒါပြတာနဲ့တူတူပဲဒီဖြစ်စဉ်ကအမှန်ဆိုရင်ပေါ့နော်အဲ့တော့ဒါထင်ရှားတယ်ဝင်ပြိုင်မဲ့ပါတီဝင်တွေပါတီတွေပေါ့နော်နိုင်ငံရေးပါတီတွေသူတို့ကိုလည်းကျွန်တော်စဉ်းစားလို့မရစစ်ကောင်စီအခုလုံးမဲ့အတူရောက်ရွေးကောက်ပွဲကိုဘာကြောင့်များအရန်ယုံကြည်ပြီးတော့ဝင်ပြိုင်နေရတာလဲပေါ့နော်သူတို့အတွက်နေရာလေးတစ်ခုရမလားဆိုတဲ့ဟာမျိုးနဲ့ဝင်ပြိုင်တာလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်တချို့ကြတော့အကြောင်းပြကြတယ်သူတို့တွေလွတ်တော်လေးရောက်သွားတဲ့ခါကျရင်ပြည်သူတွေခံစားနေရတဲ့ဒါတောက်ကတွေဝေနာတွေဒုက္ခတွေဒါတွေကိုလျှော့ပါအောင်သူတို့ကတခုခုတနည်းနည်းနဲ့ဖော်ထုတ်ပြီးတော့ပေါ့နော်ဒါလှုပ်ပြပေးနိုင်မယ်ဒါလှုပ်ယူပေးနိုင်မယ်လို့သူတို့ကယူဆထားဖို့ရတယ်ဒါပေမဲ့စစ်ကောင်စီကအခုအဲ့လိုမဟုတ်ဘူးဆိုတဲ့ဟာကိုတဆင့်ပြီးတဆင့်တက်တည်ပြနေဟိုးရှေ့တက်လျှောက်ကနေခုချိန်ထိပဲလုံနေတာဘဲဥစ္စာမှလွတ်လပ်ဖို့လေဘဲဥစ္စာမှမမျှတဘူးလေသူတို့လှုပ်ချင်တယ်လို့လုံနေတာလေဘာပြည်သူကမှလည်းအလေးမထားဘူးလေသူတို့နိုင်ရဖို့အတွက်ပဲလုံနေတာလေအဲ့တော့ခြားပါတီတွေလည်းစဉ်းစားကြည့်နိုင်ချက်ခံနေရတဲ့ဟာတွေကြီးပဲ
အဲ့ဒါကမှဒီကြားတွေကဝင်ပြိုင်ပါတယ်ဆိုတော့ပါတီတူကလည်းတကယ်လေးစားတယ်ပေါ့နော်အဲ့ကြတော့ဘယ်လိုပဲဖြစ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်ဒီရွေးကောက်ပွဲကိုပြည်သူတွေကလုံးဝစန့်ကျင်နေပါတယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့ပြောခြင်းတယ်ဒါပြည်တွင်းမှာတော့မှသူတို့အတင်းကျပ်ထိန်းချုပ်ပြီးတော့ဒါမဲပေးခိုင်းလို့မဲရရင်ရနိုင်မယ်ပေါ့နော်ဒါတော့မှပဲသူတို့လိုချင်တဲ့မဲရချင်မှကြမှာဒါပေမဲ့သူတို့ကသူတို့လိုချင်တဲ့ရလက်တော့ထွက်အောင်လုပ်လိုက်မယ်ပြည်ပနိုင်ငံနေအခုမဲပေးဖို့တန်ယုံနေဘယ်သူမှမသွားဘူးတန်ယုံပေါင်း49ယုံလောက်ရှိတယ်ဆိုပြီးတော့သိရတယ်ကဘာအနှံ့မှာပေါ့နော်အဲ့လိုမျိုးလှုပ်ထားတဲ့မြန်မာတန်ယုံတွေအကုန်လုံးမှာမဲသွားပေးတာက300ကျော်ပဲရှိရဆိုပြီးတော့သိရတယ်အဲ့ကနေကမင်းတို့စိတ်ကောင်းစီရကောင်းနေကိုစဉ်းစားကိုသဘောပေါက်လိုက်တော့မင်းတို့လုံမဲ့ရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားဘူးမင်းတို့လက်လန်းမီလို့မင်းတို့လမ်းပြီးတော့ချုပ်ကင်ပြီးတော့မင်းတို့အတင်းကျပ်ဖိအားပေးခိုင်းစေလို့ဒါမင်းတို့ရကောင်းရမဲပေးကောင်းပေးမယ်ဒါတော့မှမင်းတို့ပေးမယ်ဆိုတဲ့ဟာမသေးကြဘူးအဲ့လိုမျိုးပုံစံမျိုးတော့မင်းတို့ပေးခိုင်းလို့ရမယ်မင်းတို့လက်လန်းမမီပါဘူးဆိုတဲ့နေရာကပြည်သူတွေကမင်းတို့ကိုစောက်ခွေကိုမဆိုင်ဘူးမင်းတို့လှဲ့တောင်မကြည့်သတွေးတောင်လက်မထွေးဘူးပေါ့နော်အဲ့ကြောင့်ပြည်မမှာရောက်နေတဲ့ဒါမြန်မာပြည်ကဒါလူဦးရေအနေနဲ့ဆိုတန်းနဲ့ချီပါတယ်အဲ့တန်းနဲ့ချီတဲ့ထဲကမဲ300ကျော်ပဲရတယ်ဆိုကနေကပါတော်တော်လေးကိုဒါမင်းတို့အတွက်အချိန်နေစိုးနေပြီဆိုပြီးပြောရမှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်မဲရွေးကောက်ပွဲဆိုတာအထူးရောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့အကြောင်းဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်